ယနေ့ခေတ်တန်ခါများတယ်လီဖုန်းသုံးခြင်းစတီးစပိတ်သုံးခြင်းစတဲ့အဖြစ်မှုများဝီနီးနဲ့ညီညွတ်မှုရှိပါလားရှင်ဗျာ သုံးယုံနဲ့ကတော့သူကအပြစ်လို့ပြောလို့မရဘူးသူသုံးတဲ့ဟာတွေကဝီနီးစီကံဘက်ကိုချင်းတရားဘက်ကိုဖောက်ပြတဲ့နေရာမှာသုံးတာလား မှန်ပါဗျာ ဟုတ်တယ်မလားတယောက်နဲ့တယောက်လှမ်းဆက်သွယ်ပြီးတာကြောင်းနာကြောင်းပြောတာတို့ဟိုတယ်လီဖုန်းနဲ့ဆက်ပြီးတရားဟောတာတို့မဖြစ်နိုင်ဘူးလား ဖြစ်နိုင်ပါတယ်ဗျာ ကောင်းတာပြောတာရောမဖြစ်နိုင်ဘူး ဖြစ်နိုင်ပါတယ် ကောင်းတဲ့ဘက်သုံးလို့ရှိရင်တော့ဟိုအပြစ်လို့ပြောလို့မရဘူး မှန်ပါဗျာ မကောင်းတဲ့ဘက်အဲ့တော့ तू သုံးတဲ့သုံးပုံသုံးနည်းကိုပဲချိပြီးတော့ဟိုသုံးတဲ့မသုံးတဲ့ကိုတတ်မှတ်ရမှာဖြစ်တယ်ပေါ့ မှန် နော် ပါဗျာမှန်ပါ မြတ်စွာဘုရားခွင့်ပြုခဲ့တဲ့တပိတ်ကတော့တန်တပိတ်နဲ့မြေတပိတ်ပဲ မှန်ပါဗျာ အဲ့ဒီတန်တပိတ်နဲ့မြေတပိတ်ကိုခွင့်ပြုခဲ့တာဖြစ်တော့ကြောင့်တန်နဲ့လှုပ်တယ်ဆိုတဲ့အခြေခံစတိဟာတန်အားဖြစ်တယ်လို့ဆိုရင်တော့ဒါကတော့ဟိုသုံးလို့ရတယ်လို့ပြောနိုင်တယ်ပေါ့ တင်ပါ တန်ကိုအခြေခံထားတာဆိုရင်သုံးလို့ရတယ်အခုခေတ်လုံနေတဲ့ယွန်းတပိတ်ဆိုတာရှိတယ်အဲ့ဒါတော့မသုံးအောင် ရောသပိတ်ကမ နီး တော့ နဲ့လှုပ်ထားနေပါလေ တင်ပါ အဲ့ဒါမသုံးသင့်ဘူး တင်ပါဗျာ အဖုံးကိုပြောတာမဟုတ်ဘူးတပိတ်တစ်လုံးကိုပြောတာတပိတ်အလုံးဟာတန်နဲ့လှုပ်တာမဟုတ်ဘူးမြေကြီးနဲ့လှုပ်တာမဟုတ်ဘူးဆိုရင်မြတ်စွာဘုရားခွင့်ပြုတာကတန်နဲ့မြေကြီးနဲ့ဒီနှစ်ခုပဲခွင့်ပြုခဲ့တာဖြစ်လို့ဒီနှစ်ခုပဲသုံးသင့်တယ်သို့တော်စတီးတပိတ်ကဝင်းဝင်းလဲလဲအယောင်ကြီးဖြစ်နေတယ်ဟိုမြေတပိတ်တို့ဘာတော့မီးဖုံထားတာဆိုတော့သူကအယောင်မဲတယ်ပေါ့ မှန်ပါဗျာ ဟောစတိသပိတ်လည်းသုံးညင်ဝီနီစီကံကိုလိုင်းတာတဲ့တန်ကအချို့ကြတော့ဘုန်းကြီးအချို့ကြတော့ဒီစတိကိုစီတုပ်ပြီးတော့မဲအောင်ဖုတ်ပြီးတော့သုံးရတယ် မှန်ပါဗျာ ဒီအယောင်ကြီးတော့မသုံးကြဘူးပေါ့နော် မှန်ပါဗျာ အဲ့တော့စတိဘာကြောင့်လို့ဆိုရင်အလောင်းကိုရှည်လျားနေတဲ့အရာကြီးတစ်ခုကိုအစကိုသွားပြီးတော့ရှာလို့မရနိုင်သည့်အတွက်ကြောင့်မသိနိုင်သောအစရှိတယ်အစကိုမသိနိုင်ဘူးဘာကြောင့်မသိနိုင်တာတော့ဆိုသိရှည်ဝေးနေတယ်မင်းလိုက်လည်းပဲတွေ့မှာမဟုတ်ဘူးမတွေ့နိုင်တော့ရှည်ဝေးတယ် မှန်ပါဗျာ မတွေ့နိုင်တာကိုလိုက်ရှာနေရင်မင်းဘဝမှာကောင်းရာတွေလုပ်ဖို့ရအခွင့်အရေးရှိတော့မှာမဟုတ်တော့ဘူး မှန်ပါဗျာ ဆိုတဲ့အနေနဲ့မြတ်စွာဘုရားတန်တရားအစကိုမသိနိုင်ဘူးလို့ပဲဟောတယ်မရှိဘူးလို့ဟောတာမဟုတ်ဘူးဒါကအမှန်တစ်ခုနော် မှန်ပါဗျာ ခြားဘာသာယူဆများကဖះမှာစပြီးဖះမှာဆုံးတယ်ဆိုတာလေဒါတော့မပြောရဘူးသူတို့ပြောတဲ့ဟာကိုပြောရမယ်ဆိုရင် creator လို့ခေါ်တယ်ဖန်ဆင်းရှင်ကစတယ် မှန်ပါဗျာ သူတို့မှလည်းဖန်ဆင်းရှင်ဝါဒကိုလူတိုင်းလက်ခံတာမဟုတ်ဘူး မှန်ပါဗျာ အိန္ဒိယ philosophy ကိုဖတ်ကြည့်လို့ရှိရင်ဒီစံခယ philosophy ဆိုတာရှိတယ်စံခယ philosophy မှာပကတိသူတို့တန်တဲ့ဆိုရင် prakriti လို့ခေါ်တယ် မှန်ပါဗျာ အဲ prakriti ဆိုတဲ့အရာကနေဆထာဝရဘယ်တော့မှမပျက်စီးတဲ့အရာတစ်ခု မှန်ပါဗျာ အဲ့ဒါကိုပုရုရှဆိုတဲ့အရာတစ်ခုနဲ့ပေါင်းလိုက်တဲ့အခါအသက်ဝင်လာပြီးတော့လှုပ်ရှားတယ်လို့သူတို့သုံးတယ် မှန်ပါဗျာ စံခယ philosophy က မှန်ပါဗျာ ဘာသာတရားဘာသာအယူဆလို့ဆိုတဲ့အထက်မှာတအားများတယ်အယူဘာသာအယူဆတွေဟာ တင်ပါဗျာ အခုခေတ်ပြောနေတဲ့ခရစ်ယာန်တို့အစ္စလာမ်တို့တွေမဟုတ်ဘူးအများကြီးပဲရှိတယ်နော်အများကြီးရှိတော့ဖះမှာစပြီးဖះမှာဆုံးတယ်လို့ပြောတဲ့လူတွေက creator ကိုလက်ခံတဲ့လူတွေ God ကိုလက်ခံတဲ့လူတွေအတွက်သာဖြစ်တယ် မှန်ပါဗျာမှန်ပါ God ကိုလက်မခံတဲ့လူတွေအများကြီးရှိတယ် မှန်ပါဗျာ နော်အဲကြောင့်မို့ဖះမှာစပြီးဖះမှာဆုံးတယ်ဆိုတာဘယ်ဝါဒတုံးလို့ပြောရမယ်ဆိုလို့ရှိရင် Hinduism ဆိုဟိန္ဒူဝါဒကိုကြည့်မယ်ဆိုရင်သူတို့ကိုပြမဆိုတဲ့ခေါ်ကနေပြီးတော့ဖန်ဆင်းလိုက်တယ် မှန်ပါဗျာ ဖန်ပညာတတ်ရင်လည်းမာမနာရှိတတ်တယ်ရှားထူးကြည့်ရင်လည်းမာမနာရှိတတ်တယ် မှန်ပါ အဲ့ဒါကြောင့်ကိုယ့်ရဲ့ကိုယ်သိက္ခာကြီးမားတဲ့ပုဂ္ဂိုလ်တွေပူဇော်လိုက်တဲ့ပုဂ္ဂိုလ်တွေကိုယူတည်လိုက်တဲ့ပုဂ္ဂိုလ်တွေကိုမယူမသိဖြစ်တာမာနကြောင့်ဖြစ်တာ မှန်ပါဗျာ အဲ့ဒီမာနကိုချိုးနှိမ်ခြင်းသာလည်းဖြစ်တယ် မှန်ပါဗျာမှန်ပါ တကိုးကြီးနတ်တွေပူဇော်တာသူကဖျားတဲ့တကိုးကြီးတာမရှိသည့်အတွက်ကြောင့် မှန်ပါ ဖျားကိုပူဇော်ပြီးတဲ့ပုဂ္ဂိုလ်တရားဟောတကိုးကြီးနတ်တွေကိုပူဇော်တယ်ဆိုတာဒီပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူကမိတ်ဆွေတယောက်အနေနဲ့ပန်းရည်ချမ်းပေးတာတို့ဒီလိုဟာမျိုးဒီလောက်အဓိပ္ပာယ်မရဘူးသူကနော် တင်ပါဗျာ ကိုယ့်ပေါ်မှာခြေဆုရှိရင်ကတော့ခြေဆုတရားကိုတုံးဆက်တဲ့အနေနဲ့ပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူကဒီရှ िख ိုးဝါချခြင်းနဲ့အဓိပ္ပာယ်မဟုတ်ဘူးသူကသူ့ပစ္စည်းပေးတာလေပူဇော်တယ်လို့ခေါ်တာ မှန်ပါ ရှ िख ိုးတိုက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကြတော့ကိုယ့်ရဲ့သီလအ
အသက်တိတ်ခါကောင်းမှကြီးတဲ့ပုဂ္ဂိုလ်တွေကိုဆွလို့တယ်သူကကြီးတဲ့ပုဂ္ဂိုလ်ကငယ်တဲ့လူကိုရှ िख ိုးတယ်ဆိုတာသီလနဲ့ရှ िख ိုးတာ မှန်ပါဗျာမှန်ပါ ကြီးတဲ့လူကိုငယ်တဲ့လူကရှ िख ိုးတယ်ဒါသဘာဝအရှ िख ိုးတာ မှန်ပါဗျာ သူ့ရဲ့အသက်ကြီးမှုကိုအကြောင်းပြုပြီးရှ िख ိုးတာ မှန်ပါဗျာ ဘယ်သူပဲဖြစ်ဖြစ်ဘိုးတော်ပဲဖြစ်ဖြစ်ဘွားတော်ပဲဖြစ်ဖြစ်ကိုယ့်ပေါ်လဲကျေးဇူးရှိတယ်သူ့ရဲ့ဂုဏ်သိက္ခာတွေလည်းရှိတယ်ဆိုရင်တော့လူလိုပူဇော်တာလေးစားတာတော့ဟိုလိုကိုးကွယ်တာမဟုတ်ရင်တော့မမှားပါဘူးဒါကတော့ မှန်ပါမှန်ပါ mutual respect ဆိုတာရှိတာပေါ့နော်အဲ့တော့တရဏဂုံဖြစ်ပါစေလားဆိုသူတို့ကိုဖះနဲ့တန်းတူထားလိုက်ပြီးဖះကိုးကွယ်တယ်လို့ကိုးကွယ်ရင်တော့ဖះမှတပါကိုကရည်ရွယ်ထားတာရသော်ဘုရားသီတာလည်းကိုးကွယ်ရတရားသီတာလည်းကိုးကွယ်ရသံဃာသီတာလည်းကိုးကွယ်ရဆိုပြီးသူတို့ကိုဖះနဲ့တရန်းနဲ့လို့စိတ်ထဲကထည့်မယ်ဆိုရင်တော့တရဏဂုံဟာပေါ့ပြတ်သွားတယ်ပေါ့ပြတ်တယ်ဆိုတော့ကိုယ်စိတ်ထဲမှာနေမယ်ဒီစိတ်ဓာတ်ချင်းမတူတော့ဘူးလေ မှန်ပါဗျာမှန်ပါဗျာနောက်ထပ်မေးခြင်းနဲ့မေးခွန်းကတော့လူတွေမှာရောတာမန်လူတွေထက်ပိုပြီးတော့တကိုးရှိတဲ့ပုံကူမျိုးတွေရှိနိုင်ပါလားရှင်ဗျာသူတို့တွေကြတော့ဘာကျင့်စဉ်တွေကျင့်လို့တာမန်လူထက်ပိုတဲ့တကိုးများရပါလဲရှင်ဗျာ လူတွေ